ဒီကနေ့မှာဆိုရင်တော့အာဆင်နယ်ပရိသတ်တွေစီကနေတရေကြလဲငါတို့ကအဆင့်1မှာကွာဆိုတဲ့ကျုံးဝါးတန်ကြီးကိုငိုတန်ပပနဲ့ကြားနေရပြီပဲဖြစ်ပါတယ်ဟုတ်ပါတယ်အာဆင်နယ်အသင်းဟာရှုံနိုင်တရေပဲကြအဆင့်1နေရာမှာရပ်တည်နေကြတာကြားခဲ့ပါပြီဒီလိုကိစ္စမျိုးကပရီးမီးယားလိရာသီမကုန်ခင်အချိန်တစ်ခုအထိလည်းဆက်ဖြစ်နေဦးမှာပါဒီလိုဖြစ်ခဲ့တာလဲပရီးမီးယားလိ3-4ရာသီဆက်နေခဲ့ပြီပဲဖြစ်ပါတယ်ဒီလိုပဲကြားရတဲ့ထဲမှာကစားနေကြတဲ့ပရီးမီးယားလိပွဲစဉ်26မှာဆိုရင်ဖြစ်အာဆင်နယ်အသင်းကိုဒုတိယနေရာကဖိအားပေးနေတဲ့မန်စီးတီးအသင်းဟာသူတို့ရဲ့အိမ်ဝင်အီတီဟတ်မှာဖူဟန်အသင်းကို3-0မရှိဆိုတဲ့ရလဒ်နဲ့ဂိုးပြအနိုင်ရရှိခဲ့ပေမဲ့အာဆင်နယ်အသင်းကတော့ဘရန်ဖို့အသင်းရဲ့အိမ်ဝင်မှာတစ်ဖက်တစ်ဂိုးစီတည်ရလက်ထွက်ပေါ်ခဲ့ပါတယ်။အေရှင်ဘရန်ဖို့အသင်းဟာဘောလုံးပိုက်ဆိုင်မှုကလွဲပြီးအာဆင်နယ်အသင်းကိုအဖက်ဖက်ရက်ကအသာစီးကစားနိုင်ခဲ့တယ်ဆိုပေမဲ့ပွဲကစားချိန်62မိနစ်မှာတော့မန်ဒူကီရဲ့ခေါင်းတိုက်ဘောကနေတဆင့်အာဆင်နယ်အသင်းကိုဦးဆောင်မှုတကူခွင့်ပြုလိုက်ရပါတယ်။ပွဲကစားချိန်82မိနစ်မှာတော့ဘရန်ဖို့အသင်းဟာလူးဝစ်ပေါ်တာရဲ့ခေါင်းတိုက်ဂိုးကနေခြေပါဂိုးတကူပြန်လည်ရရှိခဲ့ပါတယ်။လက်ကျန်ပွဲကစားချိန်တွေမှာတော့နှစ်သင်းလုံးတစ်ဖက်နဲ့တစ်ဖက်တိုက်စစ်စင်ထိုးဖောက်မှုတွေရှိခဲ့တယ်ဆိုပေမဲ့တိုက်စစ်ကစားသမားတွေအဆုံးသက်မသေးကြမှုဂိုးသမားတွေလက်စွမ်းပြကာကွယ်မှုတွေကြောင့်ဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲတစ်ဖက်တစ်ဂိုးစီတည်ရလက်နဲ့သာပွဲပြီးဆုံးခဲ့ရပါတယ်။ဒါကြောင့်အာဆင်နယ်အသင်းဟာမန်စီးတီးအသင်းကို၄မှတ်သာဖျက်ထားနိုင်တဲ့အနေအထားကိုရောက်ရှိလာခဲ့ပြီးတော့လက်ကျန်ပွဲစဉ်တွေမှာအရင်လိုနေမြဲနေစေဒုတိယနေရာကိုပဲဆင်းသွားမလားအဆင့်1နေရာမှာပဲဆက်ရှိနေပြီးပရီးမီးယားလိချန်ပီယံဆုကြီးကိုတင်ပိုက်သွားမလားဆိုတော့အာဆင်နယ်ပရိသတ်တွေရင်တမမနဲ့စောင့်ကြည့်နေရပြီပဲဖြစ်ပါတယ်